အောင်မြင်မှုရဲ့ပထမဆုံးသောအုတ်မြစ်ဟာဉာဏ်ပညာနဲ့မှန်ကန်တဲ့လမ်းညွှန်မှုပဲဖြစ်ပါတယ်။မင်္ဂလာတရားတော်မှာပညာရှိကိုစီးကပ်ခြင်းကောင်းစွာနာယူခြင်းတို့ဟာအောင်မြင်ခြင်းရဲ့အခြေခံအုတ်မြစ်လို့ဆိုထားပါတယ်။ဘဝခရီးမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်မှုအခက်အခဲတွေကိုကျော်လွှားနိုင်မှုအတွက်ဉာဏ်ပညာဟာမရှိမဖြစ်လိုအပ်ပါတယ်။ပညာရှိတို့ရဲ့အဆုံးအမကိုနာယူပြီးမိမိကိုယ်ကိုဆင်ခြင်သုံးသပ်ခြင်းအပြင်ဘဝမှာကြုံတွေ့လာမယ့်စိန်ခေါ်မှုတိုင်းကိုရင်ဆိုင်ကြော်ဖြတ်နိုင်မှာပါ။ဒါကြောင့်ဉာဏ်ပညာဟာအောင်မြင်မှုရဲ့တော့ချက်တစ်ခုဖြစ်ပါတယ်။အောင်မြင်မှုဆိုတာတဦးတည်းရယူနိုင်တာမဟုတ်ပါဘူး။ခိုင်မာတဲ့မိသားစုနဲ့တဟဇာတဖြစ်တဲ့လူမှုအတိုင်းဝိုင်းကအရေးကြီးပါတယ်။မင်္ဂလာတရားတော်မှာမိဘကိုလှုပ်ကြွေးခြင်းသားသမီးကိုကြွေးမွေးခြင်းဇနီးမယားကိုပြုစုခြင်းတို့ဟာမင်္ဂလာရှိတဲ့အလုပ်တွေလို့ဖော်ပြထားပါတယ်။မိသားစုရဲ့ပံ့ပိုးမှုလူမှုအတိုင်းဝိုင်းရဲ့ကူညီပံ့ပိုးမှုတွေဟာလူတစ်ယောက်ရဲ့စိတ်ထက်ခွန်အားကိုမြင့်တင်ပေးပြီးအောင်မြင်မှုစီကိုတွန်းပို့ပေးပါတယ်။အချင်းချင်းရိုင်းပင်းကူညီခြင်းချစ်ခင်စီးလုံးခြင်းတို့ဟာဘဝကိုပုံမူပြည့်စုံစေပြီးအောင်မြင်မှုတွေကိုလည်းဖန်တီးပေးနိုင်ပါတယ်။အောင်မြင်မှုရဲ့နောက်ထပ်အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုကတော့မှန်ကန်တဲ့အသက်မွေးဝမ်းကြောင်းနဲ့ကြွယ်ဝချမ်းသာမှုပဲဖြစ်ပါတယ်။မင်္ဂလာတရားတော်မှာအပြစ်ကင်းတဲ့အလုပ်ကံကိုလုပ်ကံခြင်းစီးပွားဥစ္စာကိုတရားသဖြင့်ရှာဖွေခြင်းတို့ဟာမင်္ဂလာရှိတယ်လို့ဆိုထားပါတယ်။မိမိရဲ့စ조사အားထုတ်မှုနဲ့ရိုးသားဖြောင့်မတ်မှုတို့ဟာစီးပွားရေးမှာတိုးတက်အောင်မြင်မှုကိုဆောင်ကျဉ်ပေးပါတယ်။တရားနည်းလမ်းကြကြရှာဖွေထားတဲ့ဥစ္စာဒနာတွေဟာမိမိကိုယ်တိုင်ရောမိသားစုနဲ့လူမှုအတိုင်းဝိုင်းအတွက်ပါအကျိုးပြုပြီးစစ်မှန်တဲ့ကြွယ်ဝချမ်းသာမှုကိုရရှိစေပါတယ်။စစ်မှန်တဲ့အောင်မြင်မှုဆိုတာပြင်ပစည်းစိမ်ဥစ္စာတွေအပြင်စိတ်ဤငြိမ်းချမ်းမှုနဲ့လည်းဓာတ်ရိုက်သက်ဆိုင်ပါတယ်။မင်္ဂလာတရားတော်မှာတရားဘာဝနာပွားများခြင်းစိတ်ကိုစင်ကြင်ခြင်းတို့ဟာမင်္ဂလာရှိတဲ့အလုပ်တွေလို့ဖော်ပြထားပါတယ်။စိတ်ငြိမ်သက်မှုရှိမှသာလျှင်ရှင်းလင်းပြတ်သားတဲ့ဆုံးဖြတ်ချက်တွေချနိုင်ပြီးဖြည့်ဆည်းမှုတွေကိုလည်းကြော်လွှားနိုင်မှာပါ။တရားဘာဝနာပွားများခြင်းအပြင်စိတ်တခွန်အားတိုးတက်လာပြီးဘဝရဲ့အတက်အကျတွေကိုတည်ငြိမ်စွာရင်ဆိုင်နိုင်စွမ်းရှိလာပါလိမ့်မယ်။အောင်မြင်မှုလမ်းကြောင်းမှာအခက်အခဲတွေနဲ့စိန်ခေါ်မှုတွေဟာမလွဲမသွေကြုံတွေ့ရမှာပါ။မင်္ဂလာတရားတော်မှာခန္တီတရားလက်ကင်ထားခြင်းတီးခံခြင်းတို့ဟာမင်္ဂလာရှိတဲ့အလုပ်တွေလို့ဆိုထားပါတယ်။အခက်အခဲတွေကိုရင်ဆိုင်ရမှာစိတ်တက်မကြပဲခိုင်မာတဲ့စိတ်တက်နဲ့စ조사အားထုတ်မှုတွေဟာအောင်မြင်မှုစီကိုဦးတည်စေပါတယ်။ပြဿနာတိုင်းမှာသင်ခန်းစာတွေရှိနေပြီးအဲ့ဒီသင်ခန်းစာတွေကနေတဆင့်ပိုမိုခိုင်မာတဲ့လူတစ်ယောက်ဖြစ်လာစေမှာပါ။ဒါကြောင့်အခက်အခဲတွေကိုကျော်လွှားနိုင်စွမ်းဟာအောင်မြင်မှုရဲ့အရေးကြီးတဲ့တော့ချက်တစ်ခုဖြစ်ပါတယ်။စစ်မှန်တဲ့အောင်မြင်မှုရဲ့နောက်ထပ်လက္ခဏာတစ်ခုကတော့ကြီးစုတိတက်ခြင်းနဲ့ရောင်ရည်တင်းတင်ခြင်းပဲဖြစ်ပါတယ်။မင်္ဂလာတရားတော်မှာကြီးစုတရားကိုတိတက်ခြင်းရောင်ရည်တင်းတင်ခြင်းတို့ဟာမင်္ဂလာရှိတဲ့အလုပ်တွေလို့ဖော်ပြထားပါတယ်။မိမိရရှိထားတဲ့အရာတွေအပေါ်ကြီးစုတင်းစိတ်ထားခြင်းလောဘမကြီးပဲရောင်ရည်တင်းတင်ခြင်းတို့ဟာစိတ်ချမ်းသာမှုကိုပြီးဆောင်ပါလိမ့်။စိတ်ချမ်းသာမှုရှိမှသာလျှင်အလုပ်အကိုင်မှာပိုမိုကောင်းမှုစွာလှုပ်ဆောင်နိုင်ပြီးအောင်မြင်မှုတွေကိုလည်းဆက်လက်ဖန်တီးနိုင်မှာပါ။အောင်မြင်မှုအတွက်စီကံနဲ့ကိုကျင့်တရားဟာအလွန်အရေးကြီးပါတယ်။မင်္ဂလာတရားတော်မှာကိုကျင့်တရားကောင်းမွန်ခြင်းစီကံရှိခြင်းတို့ဟာမင်္ဂလာရှိတဲ့အလုပ်တွေလို့ဆိုထားပါတယ်။မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှိခြင်းမှန်ကန်တဲ့လမ်းစဉ်အတိုင်းရှောက်လှမ်းခြင်းတို့ဟာဘဝမှာတည်ငြိမ်မှုနဲ့တိုးတက်မှုကိုဆောင်ကျဉ်ပေးပါတယ်။စီကံရှိတဲ့လူတစ်ယောက်ဟာအချိန်ကိုကောင်းစွာအသုံးချနိုင်ပြီးမိမိရဲ့ရည်မှန်းချက်တွေကိုလည်းအောင်မြင်အောင်အကောင့်အထည်ဖော်နိုင်မှာပါ။အောင်မြင်မှုဆိုတာမိမိတဦးတည်းအတွက်မဟုတ်ပဲအများအတွက်ပါအကျိုးပြုနိုင်မှသာစစ်မှန်တဲ့အောင်မြင်မှုဖြစ်ပါတယ်။မင်္ဂလာတရားတော်မှာရက်ရောစွာပေးကမ်းလှူဒန်းခြင်းအဖြစ်ကင်းတဲ့လုပ်ရက်တွေကိုလှုပ်ဆောင်ခြင်းတို့ဟာမင်္ဂလာရှိတဲ့အလုပ်တွေလို့ဖော်ပြထားပါတယ်။သူတစ်ပါးကိုကူညီခြင်းကောင်းမှုကုသိုလ်ပြုခြင်းတို့ဟာမိမိရဲ့စိတ်ကိုကြည်လင်စေပြီးပတ်ဝန်းကျင်ကိုလည်းကောင်းကျိုးပြုပါတယ်။ဒါတွေဟာမိမိရဲ့ကောင်းသောကံတွေကိုတိုးပွားစေပြီးအောင်မြင်မှုတွေကိုလည်းပြန်လည်ဆောင်ကျဉ်ပေးပါလိမ့်မယ်။အမြင့်မြတ်ဆုံးသောအောင်မြင်မှုဟာဝိညာဉ်ရေးရာတိုးတက်မှုနဲ့ဉာဏ်အလင်းရရှိခြင်းပဲဖြစ်ပါတယ်။မင်္ဂလာတရားတော်မှာမြတ်သောအကျင့်ကိုကျင့်ခြင်းတစ္ဆာတရားကိုသိမြင်ခြင်းတို့ဟာမင်္ဂလာရှိတဲ့အလုပ်တွေလို့ဆိုထားပါတယ်။ဘဝရဲ့အနှစ်သာရကိုနားလည်ပြီးတရားဓမ္မကိုလိုက်နာကျင့်ကြံခြင်းအပြင်စိတ်ဤအမြင့်မြတ်ဆုံးသောအခြေအနေကိုရောက်ရှိနိုင်ပါတယ်။ဒါဟာပြင်ပအောင်မြင်မှုတွေထက်ပိုမိုကြီးမြတ်တဲ့ထာဝရတည်တံ့တဲ့အောင်မြင်မှုပဲဖြစ်ပါတယ်။38ဖြာမင်္ဂလာတရားတော်ဟာဘဝမှာအောင်မြင်မှုရရှိဖို့အတွက်လိုအပ်တဲ့အခြေခံမှုတွေကျင့်ဝတ်တွေကိုပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။ဉာဏ်ပညာမိသားစုမှန်ကန်တဲ့အသက်မွေးဝမ်းကြောင်း
စိတ်ငြင်းချမ်းမှုအခက်အခဲကြော်လွှားနိုင်စွမ်းကျေးဇူးတည်တတ်မှုစီကံရိတ်ရောမှုနဲ့ဝိညာဉ်ရေးရာတိုးတက်မှုစတဲ့မင်္ဂလာတရားတွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးဘဝကိုဘက်စုံဖွံ့ဖြိုးတိုးတက်စေပါတယ်ဒီမင်္ဂလာတရားတွေကိုလက်ကင်ထားကြင်ကြံခြင်းအပြင်ပြင်ပအောင်မြင်မှုတွေအပြင်စိတ်ဤငြင်းချမ်းမှုနဲ့စစ်မှန်တဲ့ပျော်ရွှင်မှုကိုပါရရှိနိုင်မှာဖြစ်ပါတယ်ဒါကြောင့်38ဖြာမင်္ဂလာတရားဟာအောင်မြင်မှုရဲ့စစ်မှန်တဲ့တော့ချက်ပဲဖြစ်ပါတယ်